ဒီနေ့မှာတော့မင်းတို့စီကိုအသစ်ရောက်လာတဲ့အရန်ကိုလှသော 3DI MDN အယုံမအသစ်လေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်။သူကတော့ဒီဇိုင်းအသစ်မို့လို့ရွေးချယ်စရာအယောင်ကတော့၄ရောင်ပဲလောဆယ်ရအောင်မှာဖြစ်ပါတယ်။၄ရောင်တည်းဆိုပေမဲ့လည်းဒီဇိုင်းတစ်ခုချင်းစီကတော်တော်လေးလှတာမို့လို့ကိုကဘယ်အယောင်ယူရမလဲဆိုတာကိုတော့3ရက်လောက်စဉ်းစားရမှာဖြစ်ပါတယ်။ပြီးတော့သူကမျက်နှာလေးတွေလှတာမဟုတ်ပဲနဲ့ body ဘိုင်းကလည်းတော်တော်လေးကို quality ကောင်းတယ်ပေါ့နော်။အခြားသောတာမန်အယုတ်တွေမှာလုံးဝလုပ်လို့မရတဲ့ post တွေအကုန်လုံးဒီအယုတ်မှာလုပ်လို့ရပါတယ်။ခေါင်းတွေကအစားဘေးလှည့်အောင်ငုံအပေါ်မော့အကုန်လုံးရပါတယ်။ရှောက်တွေလက်တွေဆိုလို့ရှိရင်လည်းအတွင်းတီပေါ့နော်ကွေးလို့ရတဲ့အတွက်ကြောင့်ထိုင်တဲ့ post တွေတော်တော်များများကိုလုပ်လို့ရတဲ့အယုတ်လေးဖြစ်ပါတယ်။ဒီအယုတ်ကလေးတွေကိုဝယ်လို့ရှိရင်ပေါ့နော်အဝတ်စားတော့သူကလာကြတဲ့ကမပါတာဖြစ်တဲ့အတွက်ကြောင့်အဝတ်စားအပိုတွေဝယ်ခြင်းလည်းမင်းတို့ရှိမှာအဝတ်စားတွေအများကြီးပဲ in-stock စစ်ကြိုက်ရွေးပြီးတော့ဝယ်ယူလို့ရပါတယ်။ဒါကတော့မင်းကသူတို့နဲ့လိုက်မဲ့ထင်းတဲ့အင်ဂျီလေးတွေကိုအစမ်းဝတ်ပြပေးထားတာဖြစ်ပါတယ်။ကိုကအယုတ်လက်လာလေးတွေနဲ့ quality ကောင်းတာလေးတွေကိုသဘောကျတတ်တယ်ဆိုရင်တော့ဒါမျိုးလေးတစ်ရုပ်လောက်တော့စမ်းပြီးတော့ဝယ်ထားတင်ပါတယ်။သူကမျက်နှာတင်လှတာမဟုတ်ပဲနဲ့ပေါ့နော် body ဘိုင်းကလည်းအစစ်ချိုးတွေအများကြီးပါတဲ့ MDN body ဖြစ်တာမို့လို့လူတစ်ယောက်နီးပါးလောက်ကို post ပေးလို့ရတဲ့အယုံမျိုးဖြစ်ပါတယ်။နောက်မှသူကဘယ်လို post တွေထိလုပ်လို့ရလဲဆိုတာကိုမင်းဗီဒီယိုတစ်ပုဒ်နဲ့ထပ်ပြီးတော့တင်ပေးပါမယ်။ဒါကြောင့်အယုတ်ကလေးတွေနဲ့ post မျိုးမျိုးထုတ်ပြီးတော့ဓပုံရေးရတာကြိုက်တဲ့လူတွေဒါမှမဟုတ်အယုတ်ကလေးတွေကို model ထားပြီးတော့ပကြီးဆွဲတင်တဲ့လူတွေပဲဖြစ်ဖြစ်ဒီယုတ်ကလေးတွေကိုသဘောကျနေတယ်လို့ပြောပါတယ်။အားလုံးက install မို့လို့စောင့်ရမလို့ပဲလာရောက်ကြည့်လို့ရပါတယ်